မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့စီးကြိုသမားတွေအတွက်အထူးအကျိုးပြုမဲ့လိုက်နာတဲ့အချက်နှောက်ချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီအချက်လေးတွေဟာသင်ရဲ့ကျန်းမာရေးကိုထိန်းသိမ်းဖို့အတွက်အလွန်အရေးကြီးပါတယ်နော်ပထမဆုံးအချက်ကတော့အစာမစားခင်တက်ကြံဘိုးကောက်အနှဲငယ်စားပေးဖို့ပါပဲတက်ကြံဘိုးကောက်ဟာအစာစားပြီးနောက်သွေးရင်းတကြားတက်မြင့်တက်လာမှုကိုတဘာဝအတိုင်းထိန်းချုပ်ပေးနိုင်တဲ့အာနိသင်ရှိပါတယ်ဒုတိယအချက်အနေနဲ့အစားစားပြီးတိုင်း10မိနစ်ခန့်လမ်းလျှောက်ပေးဖို့တိုက်တွန်းပါရစေအစာစားပြီးလမ်းလျှောက်တာဟာခန္ဓာကိုယ်ရဲ့သွေးရင်းတကြားတက်ကိုထိန်းညှိပေးပြီးကျန်းမာရေးအတွက်များစွာအထောက်အကူပြုပါတယ်တတိယအချက်ကတော့မနက်ခင်းမှာရေနွေးနွေးလေးတောက်ပေးခြင်းပါပဲဒီအလေးအကျင့်ဟာတင့်ခန္ဓာကိုယ်ရဲ့အင်ဆူလင်ကိုအာရုံခံနိုင်စွမ်းကိုတိုးမြင့်ပေးပြီးစီးကြိုကိုထိန်းချုပ်ဖို့ကူညီပေးပါတယ်ဒုတိယအချက်အနေနဲ့ညဘက်မှာတင့်ခြေထောက်တွေကိုနွေးနွေးထွေးထွေးထားပေးဖို့ပါပဲဒါဟာသွေးလည်ပတ်မှုကိုကောင်းမွန်စေပြီးစီးကြိုကြောင့်ဖြစ်တတ်တဲ့ထုံကျင်တာတွေကိုလျှော့ပါသက်သာစေပါတယ်ပင်စမအချက်ကတော့တင့်ရဲ့အစားအစာတွေကိုချီယာအစစ်အနှဲငယ်ထည့်စားပေးဖို့ပါပဲချီယာအစစ်ဟာခန္ဓာကိုယ်ကတကြားတက်ကိုစုပ်ယူမှုနှုန်းကိုနှေးကွေးစေပြီးသွေးရင်းတကြားတက်ကိုထိန်းညှိပေးနိုင်ပါတယ်နောက်ဆုံးနဲ့အရေးကြီးတဲ့ဆဌမအချက်ကတော့ည7 နာရီမထိုးခင်စောစောအိပ်ယာဝင်ဖို့ပါပဲအရေးဝခြင်းဟာတင့်ရဲ့ပန်ကရိယကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ကူညီပေးပြီးစီးကြိုကိုထိန်းချုပ်ရမှာအရေးပါပါတယ်ကဲစီးကြိုယောဂရှိတဲ့သူတွေအနေနဲ့အခုပြောပြခဲ့တဲ့အချက်နှောက်ချက်ကိုနေ့စဉ်ဘဝမှာတတိထားပြီးလှုပ်ဆောင်ပေးမယ်ဆိုရင်သင်ကျန်းမာရေးအတွက်များစွာအကျိုးရှိမှာသိကြပါတယ်ကျန်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးရင်ဒီနေ့အတွက်နှုတ်ကုန်းချုပ်လိုက်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်